Hey yo, welcome back to Barao City major lawsuit. Tonight, Barao City is facing a major lawsuit after the public leak of classified as far as director source. Authorities have yet to release the entire region. Barao City has been overshadowed by Source Giant Cop. Tonight, Source Cop has stood as the city's tallest cop for the past 15 years, and a terrorist known as Saragon is Saragon. သိပ္ပံပညာဟာသိပ္ပံပညာဖြစ်ပါတယ်။ကျမတို့ဖို့တဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။သိပ္ပံပညာနဲ့နည်းပညာနဲ့သိပ္ပံပညာရဲ့အစွမ်းတတ္တိတွေမြင့်မြတ်ပြီးလူခန္ဓာကိုယ်နဲ့မြင့်ခန္ဓာကိုယ်ကိုယောဂဝေဒနာတွေမြင့်တင်ပေးနိုင်မှုအစွမ်းကုန်ကြိုးစားနေပါတယ်။ကျမတို့ဖို့တဲ့ရည်ရွယ်ချက်ကလုံးဝမရှင်းပါဘူး။မမေ့ပါနဲ့သိပ္ပံပညာဟာသိပ္ပံပညာဖြစ်ပါတယ်။全てが大丈夫ござる。本当か。注意しでござる。爆発性が高いでござる。ကိုစားတို့ဘာလို့ဆိုတော့သူကျွန်တော်တီးတဲ့လို့ဆိုလို့ရှိရင်သူဂျပန်ရောမှအဲ့လိုကွာတောင်ကိုရီးယားမှာဆိုရင်အဲ့လိုနေမျိုးနဲ့မျိုးပေါ်နဲ့အဲ့လိုအဆန်ကွဲတို့မျိုးပဲကိုစားတို့အဲ့လိုမျိုးအနောက်ကအဲ့ roof ထဲတဲ့ဟာမျိုးက我的给电话都可对嘛？皮亚杰的家那么老起家，肥路当啊哈皮亚，看楼梯嘛的地下家路东坡。brother ဝေရင်တုံးတော့ပြောသွားတဲ့စကားလုံးကအဲ့လိုမျိုးဂျပန်အဆန်က不必要让三仔遇到来让。ဒီဗမာလိုကြီးပြောလို့ရှိရင်တော့မော်လမြိုင်တို့မော်လမြိုင်မဟုတ်တဝဲလားတဝဲတို့မွန်တို့အဲ့လိုမျိုး Wake the fuck up, samurai. We have a city to burn.ကောင်းလို့မင်းတော့ကောင်းတယ်ပြောမှာပေါ့နော်ဘယ်ချက်ဘယ်လောက်တုံးထားလဲတော့မသိဘူး